လမ်းဘေးကကောင်လေးရဲ့ကံကြမ္မာလူတစ်ယောက်သည်မိသူများကြည့်မနေသည်ကိုတွေ့သောအခါမုတ်တစ်ချက်ကိုတိတ်တဆိတ်ယူလိုက်ပြီးစပွဲတွင်တယောက်တည်းထိုင်စားနေသည်ဒါဟာသူစားခုသမျှအကောင်းဆုံးနှင့်အချမ်းသာဆုံးအစားအစာဖြစ်သည်သူ၏မမကသူ့ကိုပကံတစ်ခုလှမ်းပေးသည်ချက်အပ်သည်ထမင်းကြော်ကိုဇွန်တစုံတတိထားခတ်ယူပြီးဟင်းသီးဟင်းရွက်အနှဲငယ်ယူလိုက်သည်မွန်းစာနေတော့လဲသူအများကြီးမစားရဲပေဤသို့စားမိပါကသူတို့ကသူ့ကိုမုံသွားမည်ကိုချက်ကပ်ကြောက်နေသည်ဂျက်ကတီငယ်စဉ်ကတည်းကလမ်းပေါ်တွင်ကြီးပြင်းခဲ့ရသူဖြစ်သည်ဖခင်ဖြစ်သူမှာစောစီးစွာကွယ်လွန်သွားခဲ့ပြီးမိခင်ဖြစ်သူမှာမူရစေးဆွဲနေသူဖြစ်သည်နေပါလာသောနှစ်အနှဲငယ်တွင်မှပင်ဂျက်ကတီမွေးစားမိသားစုများစွာထံပြောင်းရွှေ့နေထိုင်ခဲ့ရသည်မိသူများသူ့ကိုအမှန်တကယ်မဂရုစိုက်ခဲ့ကြပေတနေ့တွင်မွေးစားမိဘများကသူ့အစားတောက်အစားများလုံးသည်ဟုညီးတွားရင်းသူ့အကြောင်းငင်းခုန်နေကြသည်ကိုသူကြားလိုက်ရသည်ဂျက်တီလမ်းဘေးဒုက္ခတဲ့ဘဝသို့တဖန်ပြန်ရောက်သွားခဲ့ရသည်စလောင်သည့်အခါအခြားသူများလွန့်ပစ်လိုက်သည့်ပြောင်းမှုပေါက်ပေါက်လက်ကျန်များကိုကောက်စားခဲ့ရသည်ပင်ပန်းသည့်အခါသူအလုတ်လုတ်သည့်အဝိရှော်ဆက်ယုံတွင်အိတ်ဆက်ခဲ့ရသည်ဤမိသားစုရောက်ရှိလာပြီးဂျက်ကဘဝကိုထာဝရပြောင်းလဲပေးလိုက်သည့်အချိန်ထိပင်အလွန်အေးဆက်သောရာသီဥတုတွင်ဂျက်သည်လက်တိုအင်ဂျီနှင့်ဘောင်းမီတို့များသာဝတ်ဆင်ပြီးလမ်းပေါ်တွင်လမ်းလျှောက်နေခဲ့သည်အာနာကဒီမြင်ကွင်းကိုမတော်တဆတွေ့ရှိသွားခဲ့သည်သူမသည်သူ့ကိုတနာသွားသဖြင့်ကားပေါ်မှဆင်းကဂျက်ခတ်ထံသွားရောက်ပြီးသူမ၏အိမ်တွင်တညတာလာရောက်တဲ့ကိုရန်ဖိတ်ခေါ်ခဲ့သည်အိမ်တို့ရောက်ရှိပြီးနောက်အာနာသည်သူ့အတွက်ဆိုဖာကိုဂရုတစိုက်ပြင်ဆင်ပေးခဲ့သည်ဂျက်ကအတွက်မူဤမြဆန်းပြလာပါသောဗီလာအင်ကြီးကိုပထမဆုံးအကြိမ်မြင်မှုချင်းဖြစ်သည်ဤမြနူးညံ့သောဆိုဖာပေါ်တွင်လည်းသူမအိပ်ဖူးခဲ့ပေသို့သောအာနာသည်ကတင်ပေါ်လဲလျောင်းလိုက်သည်နှင့်သူစိမ်းတစ်ယောက်ကိုအိမ်တို့ခေါ်ဆောင်လာမိသည့်အတွက်နောက်တရသွားသည်စိမ့်သက်သူကပစ္စည်းများခိုးယူသွားမည်ကိုအာနာကြောက်ရွံ့နေမိသည်သူမ၏အမျိုးသားကမူနည်းနည်းရောက်လျင်သိရမည်ဖြစ်ကြောင်းပြောကြားကာနှစ်သိမ့်ပေးခဲ့သည်သို့သောနောက်တနေ့တွင်အာနာမှာအံ့အားသင့်သွားခဲ့ရသည်ဂျက်သည်မြည်သည့်အရာကိုမျှမခိုးယူခဲ့သည့်အပြင်ဆိုဖာကိုပါတတ်ရတန်ရှင်းတရအောင်တင်းစီပေးခဲ့သည်အာနာမှာအာနာစိတ်ဝင်သွားခဲ့သည်သူမသည်အိမ်ထဲမှအမြန်ပြေးထွက်သွားပြီးအဝေးသို့မရောက်သေးသောဂျက်ကိုမိအောင်လိုက်ကမုံစားပွဲကျင်းပသည့်ကျေးဇူးတော်ချီးမွမ်းပွဲ Thanksgiving ကိုသူတို့နှင့်အတူဖြတ်တန်းရန်ဖိတ်ခေါ်ခဲ့သည်အာနာသည်အလွန်အရသာရှိသောအစားအစာများကိုအများအပြားပြင်ဆင်ထားခဲ့သည်သူတို့၏ညဉ့်ညင်မုန်းတိမှုကိုမခံရစေရန်အတွက်ဂျက်သည်ထမင်းနှင်းငယ်နှင့်မုတ်တစ်ချက်များသာယူကာစပွဲတွင်တယောက်တည်းထိုင်စားနေခဲ့သည်အာနာသည်မိဖို့ချောင်ထဲမှထွက်လာသောအခါသူမ၏မိသားစုများကဆိုဖာပေါ်တွင်ထိုင်က TV ကြည့်ရန်စားတောက်နေကြပြီးဂျက်ကမှမှုစပွဲတွင်တယောက်တည်းထိုင်နေသည်ကိုတွေ့လိုက်ရသဖြင့်သူမသည် TV ကိုချက်ချင်းပိတ်လိုက်သည်သူမသည်အစားအစာအလုံးကိုထမင်းစပွဲပေါ်သို့တင်လိုက်ပြီးမိသားစုတစ်ခုလုံးအတူတကွဆူတောင်းကြရန်အဆိုပြုခဲ့သည်မဖြစ်သူကဂျက်ကိုကြည့်လိုက်သည်ရှက်ကိုရှက်တန်းဖြစ်နေတော့လေသူမ၏လက်ကိုဆန့်ထုတ်ပေးလိုက်ပြီးမောင်လေးဖြစ်သူကဂျက်ကပခုံးကိုပုတ်ကာမမ၏လက်ကိုစုပ်ကန်ရန်တင်ကေးတက်ပြလိုက်သည်ဂျက်ဒီစူးစမ်းလို့စိတ်ဖြင့်မျက်လုံးကိုဖွင့်ကြည့်လိုက်ရအာနာကသူ့ကိုကြည့်နေသည်ကိုတွေ့လိုက်ရသဖြင့်မျက်လုံးများကိုချက်ချင်းပြန်မိတ်လိုက်သည်ဂျက်ကသည်သူ့ဘဝတွင်ပထမဆုံးအကြိမ်ဖြစ်မိသားစု၏နှွေးထွေးမှုကိုအမှန်တကယ်ခံစားလိုက်ရလေတော့သည်